စူးစမ်းသလောက်အဖက်မတင်ဘူးငွေကလည်းဝင်သလောက်ပြန်ထွက်နေတဲ့အိမ်မှာအမြဲတမ်းစိတ်ညစ်စရာတွေပဲဖြစ်နေတယ်ဆိုရင်တင့်အိမ်မှာလက်ပိတ်စေတဲ့အရာတွေရှိနေလို့ပါအခုပြောပြမယ့်အချက်တွေကိုသတိထားကြည့်ပါရှင်အိမ်ရှိကအမိုက်နဲ့ဖနှက်ဟောင်းပထမဆုံးအချက်ကအိမ်ရှိတကားဝပါအိမ်ရှိဟာလက်နက်မင်းဝင်ထွက်တဲ့လမ်းကြောင်းဖြစ်လို့အမြဲတမ်းရှင်းနေရပါမယ်အိမ်ရှိမှာဖနှက်အဆုပ်တွေပုံထားတာအမိုက်ပုံထားတာတွေဟာလက်လာပါကိုကန်ထုတ်လိုက်တာနဲ့အတူတူပါပဲနာရီအသေးနဲ့မှန်အကွဲဒုတိယအချက်ကတော့အိမ်ထဲမှာရှိတဲ့နာရီအသေးတွေနဲ့အကွဲနေတဲ့မှန်တွေပါရက်နေတဲ့နာရီဟာတင်းရဲ့ကန်ဆာရာကိုလည်းရက်တန့်သွားစေတတ်ပါတယ်အကွဲနေတဲ့မှန်တွေကတော့အိမ်တွင်းမှာခိုက်ရန်ဖြစ်ပွားစေပြီးငွေကုန်ကြေးကျများစေတတ်ပါတယ်ရေယိုတာနဲ့အမိုးကပျက်စီးတာတတိယအချက်ကရေယိုတာပါအိမ်မှာရေပိုက်တွေယိုနေတာရေတိုင်ကီကနေရေတွေအလားအသာထွက်နေတာဟာတင်းရဲ့စီးစိမ်ဥစ္စာတွေမမြဲပဲစီးထွက်သွားစေမဲ့နမိတ်ပါပဲဒါကြောင့်ရေယိုတာတွေ့ရင်ချက်ချင်းပြင်ပါအပင်ချောင်းနဲ့ဆူရှိတော့အပင်စတုထအချက်ကတော့ညှိုးချောင်းနေတဲ့အပင်တွေပါအိမ်ထဲမှာအပင်ချောက်တွေထားတာဟာစွမ်းရင်သေးတွေကိုဆွဲဆောင်တာမို့လက်လာပါပိတ်စေပါတယ်နောက်ပြီးအိမ်ထဲမှာဆူရှိတဲ့အပင်တွေကိုအလွန်ကြုံစိုက်ထားတာကလည်းလူမှုရေးအဆင်မပြေမှုတွေကိုဖြစ်စေတတ်ပါတယ်မီးဖိုချောင်မတန့်ရှင်းခြင်းနောက်ဆုံးတစ်ချက်ကတော့မီးဖိုချောင်ပါမီးဖိုချောင်ဟာအိမ်တအိမ်ရဲ့စားဝတ်နေရေးနဲ့စီးစိမ်ကိုကိုစားပြုပါတယ်ညဘက်မှာပကံခွဲရောက်တွေကိုမစေးပဲဒီအတိုင်းပစ်ထားတာဟာလက်ပိတ်စေတဲ့အကြီးမားဆုံးအပြုတ်မှုတစ်ခုဖြစ်ပါတယ်ဒီချက်တွေကိုရှောင်ကျဉ်ပြီးတင့်အိမ်ကိုအမြဲတမ်းတန်ရှင်းတောက်ပနေအောင်ထားမယ်ဆိုရင်မကြခင်မှာပဲလက်လာပါတွေပြန်ပွင့်လာတာကိုတွေ့ရပါလိမ့်မယ်အားလုံးပဲလက်ရွှင်ငွေဝင်ကြပါစေရှင်